မင်္ဂလာညချမ်းလေးပါခင်ဗျာဒီကနေ့ညတင်ဆက်ပေးမယ်ဇာတ်လမ်းလေးကတော့စာရေးဆရာထမှန်တောင်ကိုရှိသထားတဲ့ဂွာဒီတာကမနှုတ်တီဟာဆိုတဲ့မဟာပုံနကစာသင်ဆက်လေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာကံကြီးကြေးရွာထိပ်မှာဇေဒီကြီးစီမှာပယံဆရာကြီးဦးလွန်ဦးဆောင်တဲ့ပယံအဖွဲ့တွေအလုပ်လုပ်ရင်ရှိနေကြတယ်သူတို့တွေအလုပ်လုပ်နေကြတဲ့ဇေဒီကြီးမှာလောကဘာဒစိန်ဆိုတဲ့ဘွဲအမည်ရှိပြီးတော့နေတကြောမှာတော့ကျန်တော်အတောင်40ကျော်ရှိတဲ့အကြီးမားဆုံးသောဇေဒီကြီးတစုပါပဲဒီဇေဒီကြီးမှာဟန်သာဝတီခေတ်ကလေးကဘရင်တော်ပင်ကြီးတီးခဲ့တယ်ဆိုတဲ့ကြောက်စာတိုင်းကအထင်အရှားရှိပြီးတော့ဟန်သာဝတီခေတ်ရဲ့ဘီတုကလက်ရများကိုအံ့ဩဖွယ်ရာပြင်းတိုင်းပါတော့တယ်ဒီသမိုင်းဝင်ဇေဒီကြီးသူတို့ရွာမှာတည်ရှိနေတာကြောင့်ကံကြီးရွာကလူတွေမှာအလွန်အမင်းကိုမှဂုံယူဝမ်းမြောက်ကြပါတယ်ဒီစေဒီကြီးရဲ့ရွာတဲ့ပတ်တန်ပုတ်ကလည်းမသေးလှပါဘူးရှေးတုန်းကမင်းတရားတပင်ရွှေဒီလက်ထက်ဘရင်တော်မင်းတရားကြီးကအိမ်ရှိမင်းအပြစ်နဲ့သာရှိနေပြီးတော့တပင်ရွှေဒီမင်းကြီးနဲ့အတူပြည်မြို့ကိုတိုက်ခိုက်ဖို့ဘုံရံပါတော့တယ်ဒီလိုအခြေအနေကြောင့်ပဲပြည်မြို့ဘက်ကနေကူညီဖို့အတွက်အင်းဝဘက်ကဘရင်တိုဟန်ဘွားကိုယ်တိုင်ဦးစီးပြီးတော့စစ်ကူလိုထွက်လာခဲ့တယ်။အဲ့ဒါကိုဘရင်တော်ကပြည်မြို့ကိုဝန်းရံထားရကတက်တစ်ခုထုံနှုတ်ပြီးတော့ခြေမြန်ခရီးချီပြီးတော့ပေါင်းလောင်းမြစ်အနီးမှာစီးကြိုလို့ချင်းပုံးပါတယ်။ဒီတိုက်ပွဲမှာဘရင်တော်ဘက်ကစစ်အင်အားတဲပါပြီမဲ့စင်နီးပြူဟာအရတာလွန်ပြီးတော့အင်းဝတက်တွေကိုရှုံးနေစေပြီးဘရင်တိုဟန်ဘွားကိုအင်းဝစီတက်ဦးပြန်စီခဲ့ပါတယ်။ဒီအပြစ်ပြက်ကဘရင်တော်ရဲ့တိုက်ပွဲများတမိုက်မှာကန္တာဦးအောင်မြင်မှုကြီးတဲ့ကတခုဖြစ်ခဲ့ပြီးတော့ပေါင်းလောင်းမြေတိုက်ပွဲလို့လူသိများပါတော့တယ်။အဲ့ဒီအဖြစ်အပျက်နဲ့ပတ်သက်နေတာကတော့အထက်မှာဖော်ပြခဲ့တဲ့ကံကြီးရွာကလောကမာရစိန်စေဒီကြီးပဲဖြစ်ပါတယ်။ဘရင်တော်မှာပေါင်းလောင်းမြေတိုက်ပွဲကိုဆင်နေဖို့အတွက်စင်မြန်းချီလာရင်တဲ့ကံကြီးရွာကိုရောက်တဲ့အချိန်မှာတထောင်နာရင်တဲ့ရန်သူတည်င်းကိုစုံစမ်းနားဆောင်ပါတယ်။အဲ့ဒီအခိုက်အတန့်မှာပဲရွာပြင်ပမှာတမန်ရိုးကြမဟုတ်တဲ့အဖြစ်အပျက်တစ်ခုကဖြစ်ပျက်လို့လာတော့တယ်။ဒါကတော့ဖားအပွေကိုပြန်ပြိုတဲ့အဖြစ်အပျက်တစ်ခုပဲဖြစ်ပါတယ်။ဒီလိုအဖြစ်အပျက်ကခံပီးရလောကမှာတော့ပြောင်းပြန်နမိတ်အဖြစ်တဲ့လူတီများပြီးတော့ရှားပါတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတော့တယ်။အိမ်ရှိမင်းဘရင်တော်မှာအဲ့ဒီအဖြစ်ကိုကြားသိတော့အင်အားနဲ့သူကအင်အားကြီးသူကိုတိုင်မဲဆိုတဲ့ပြောင်းပြန်နမိတ်ကိုကောက်ယူပြီးအဲ့ဒီနေရာကိုလည်းပဲအောင်ပြေနေပါတယ်အောင်ပြေနေရင်မှစိတ်ထဲကလည်းတားဆီးစစ်မှာအတိုင်းရှားခဲ့ပါရဲ့ဒီနေရာမှာသာသနာပြုမဲ့အကြောင်းကိုအထိတ်ထန်ပြုတ်ပါတယ်စစ်ပွဲမှာဘရင်တော်ဘက်ကအောင်တိုင်းလို့သွားခဲ့တယ်ဒါပေမဲ့လည်းပြုတ်ခဲ့တဲ့အထိတ်ထန်ကိုတော့တိုင်းပြည်ကစူးစီးလို့နေစေကာလတည်ငြိမ်ဖို့အတွက်ကျိုးပန်းနေတဲ့ကာလဖြစ်တာကြောင့်ချက်ချင်းအကောင်အထည်မပေါ်နိုင်ခဲ့ပါနှစ်တွေကြာပြီးတဲ့နောက်အင်ရှင်းပင်ဘရင်တော်အဖြစ်ကနေမင်းတရားကြီးအဖြစ်ကိုရောက်ရှိပါမှပဲနန်းတွင်းမှာဖားကိုမွေးမြူတဲ့နမိတ်ကိုထပ်မံတွေ့ရပြီးတော့သူတစ်ချိန်ကပြုတ်ပူးခဲ့တဲ့အဋိဌံကိုပြန်လဲပြီးတတိယမိပါတော့တယ်တတိယလို့ရှာခြင်းမှာပဲဘရင်တော်မင်းတရားကြီးမှာသူ့အဋိဌံအတွက်ချက်ချင်းပဲအကောင်အထည်ဖော်ပါတော့တယ်ကံကြီးအရက်ကိုသူ့ကိုယ်တိုင်လှမ်းကြွပြီးတော့နန်းတွင်းမှာဘီတုကပညာရှင်များနဲ့လောကမာရစိန်စေတီကြီးကိုတီထားကိုးကွယ်ပါတယ်အဲ့ဒီအချိန်ကတိုင်းပြည်ကိုစူးစီးပြီးချိန်ဖြစ်တာကြောင့်ဘရင်တော်ဘင်းကြီးရဲ့လက်မှုပညာအသေးများအထက်မှာရှာမညဘက်ကဘီတုကပညာရှင်များပါဝင်လာခဲ့တဲ့အခါမှာဒီဘုရားကြီးကိုမုံတို့ဒနာကြီးမှအကျက်တဝင်းအထင်အရှားရှိခဲ့ပူတဲ့လူဦးကောင်ရှင်သေးကုံနှစ်ခုနဲ့မနှုတ်တီဟာရှုပ်တုများကိုထုလုပ်ပြီးတော့ပူဇော်ကြပါတယ်ဒီမနှုတ်တီဟာရှုပ်တုများကိုဒေသခံတို့ကတန်အတော်နဲ့ချီးမွမ်းကြတယ်အခုအခါမှာတော့နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီးပျက်စီးယိုယွင်းလာတဲ့အခါမှာကံကြီးရွာသူရွာသားများနဲ့နေသူနေသားများကသူတို့ရဲ့တမိုင်းဝင်အထင်ကရဇေဒီတော်ကြီးကိုပြန်လဲမုံမှန်နေကြတယ်။အဲ့ဒီမုံမှန်မှုအတွက်မူလမပြတ်အောင်တာဝန်ယူလှုပ်ဆောင်ရှာသူကတော့ပယံဆရာဦးလွန်ကအောက်ပြည်မှာနာမည်သိပ်ကိုမှကြီးပါတယ်။ပန်းဆယ်မျိုးအတက်တဲ့ကပယံပညာပါတပ်ဖက်ကန်းခတ်တမ်းပြောက်သူပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လေအချင်းကလုပ်ငန်းခွင်များမှာသူဟာကြီးကြပ်သူအနေနဲ့သာရှိခဲ့ပေမဲ့ဒီဇေဒီကြီးမှာကြတော့
သူကိုယ်တိုင်ဝင်ရောက်လောက်ကန်ရင်းနဲ့အဓိကကြီးကြပ်ရှားပါတယ်ဘိုးရွှေမတော်တီဟာရုပ်ထုတွေကိုငါကင်တွယ်မယ်ကျန်တဲ့ဟာတွေကိုပဲမင်းတို့ကကင်တွယ်ကြဦးလုံးကဒီလိုဆိုထားတယ်ဒါကြောင့်မလို့ဘသူကမှမတော်တီဟာရုပ်ထုများကိုမထိရဲကြဘူးကျန်တဲ့ဇေဒီတော်လုံးပန်းနဲ့တခြားသောဇေဒီအရံများကိုသာကင်တွယ်ချေမုံစပါတယ်ရင်ပြင်ဘက်မှာလည်းဦးလုံးရဲ့အဖွဲတွေအလုံးလုံးလို့နေကြတယ်အချိန်ကတော့အရာရာကိုအတိုင်းပိုင်းတတ်တယ်ဆိုတဲ့စကားကတကယ်ကိုမှမှန်ကန်ပါတယ်လောကမှာဘလောက်ပဲခိုင်ခန့်မှုရှိတဲ့အရာဖြစ်ပါစေအချိန်တစ်ခုကိုရောက်ပြီဆိုပျက်စီးခြင်းကိုမလွဲမသွေရောက်တတ်ကြပါတယ်ဒါကြောင့်မလို့လေအခုလောကမှာတစ်စိမ်စေတီတော်ကြီးလိုပဲပြုတ်ပြင်ထိန်ထိန်တင်တာတွေကိုလူသားတို့ကထိန်ထိန်ချရပါတယ်တပေါင်းတယောက်မှာထင်မှတ်လို့မထားပါပဲအမေရိကရွာမှာနောက်တရက်ဆက်ပြီးတော့နေပြခဲ့တယ်ဒီအတော်အတွင်းမှာအမေရိကရွာမှာမှင်သားများကဆရာဘုန်းတို့ဆရာတပည့်ကိုနေရာရွှေ့ပြောင်းလို့သွားကြတယ်ဘဲစီကိုသွားပြီးတော့ထားတယ်တော့တပေါင်းကလည်းမသိပါစိတ်လည်းမဝင်စားပါလောကမှာလူယုံမာတို့ကမရှိလေကောင်းလေလို့သူကမှတ်ယူလို့ထားပါတယ်အမေရိကရွာကနေတပေါင်းထွက်ခွာတဲ့နေ့ကြတော့မင်းသားတို့ကအုပ်အုပ်ကြက်ကြက်နဲ့သူတို့ကိုသွားလာလို့ရတဲ့နေနမိတ်အစည်းအထိလိုက်ပြီးတော့ပို့ကြတယ်မင်းသားတို့ကိုလမ်းခွဲထားရပြီးတော့ဆက်ပြီးတော့ထွက်လာတဲ့အခါမှာတပေါင်းတယောက်မှာလမ်းကူးလက်မှာရွာချင်းတွေကိုဖျက်တမ်းရှာပါတယ်ဒီသန္တာကဘ ഹു တုဒကိုလိုလားမိတာကြောင့်ပဲတပေါင်းနေနဲ့အလားလမ်းအတိုင်းမပြန်ဘဲနဲ့တီးခြားလမ်းကနေပြန်လာပြစ်ခဲ့တယ်ကြားရွာတွေမှာသူ့ရဲ့ထုံးစံအတိုင်းအရက်တောက်လူကကွင်ပြီးတော့တောက်ပါတယ်မတောက်လူကခရီးကိုဆက်သွားတယ်ဒီလိုသွားရင်လာရင်ကနေရွာတရာကိုရှောက်လို့လာခဲ့တယ်ရွာတဲကိုမဝင်ခင်မှာစိတ်ဓာတ်မှာတပေါင်းနှစ်ပေးကိုရှောက်ရှိလို့လာပါတယ်မခေါ်ဘဲနဲ့ထွက်လာတဲ့စိတ်ဓာတ်ကြောင့်တပေါင်းကခြေလမ်းမပြတ်လှမ်းရင်းနဲ့မျက်မှောင်ကျုပ်လို့ကြည့်လိုက်ပါတော့တယ်စိတ်ဓာတ်အကြောင်းရှိလို့လားရှိတယ်တပေါင်းစိတ်ဓာတ်ရဲ့အပြည့်ကြောင့်ပဲတပေါင်းရဲ့ဆက်လမ်းပဲခြေလမ်းတွေကရက်တန်းလို့သွားပါတယ်စိတ်ဓာတ်ကိုစစ်စစ်ကြည့်လိုက်တယ်ဘာလဲစိတ်ဓာတ်ငါ့ကိုပြောပြလေဖာခင်ဘဲတော်အမိတ်နဲ့နန်းတော်အမင်းကိုဆင့်ခေါ်နေတယ်အခုချက်ချင်းလာခဲ့ပါတဲ့အေးတပေါင်းအံ့အားသင်းလို့သွားရတယ်ကြောက်စိမ့်နန်းတော်ကသူ့ကိုအခုလိုမျိုးတခါမှမဆင့်ခေါ်ဘူးခဲ့ပါသူ့အနေနဲ့လည်းအိပ်ပျော်ပြီးတော့တန်းစိတ်လွင့်မှသာကြောက်စိမ့်နန်းတော်ကိုရောက်သွားတတ်ခြင်းဖြစ်ပါတယ်အခုကချက်ချင်းကြီးဆင့်ခေါ်တယ်ဆိုတော့တပေါင်းဘလို့လုပ်ပြီးတော့သွားရမယ်မသိပါစိတ်ထားအခုငါဘလို့သွားမှာလဲငါအိပ်ပျော်မှသွားတတ်တာလေတပေါင်းရဲ့ဘေးကုန်းကြောင့်ပဲစိတ်ဓာတ်ကရှီမောလိုက်တယ်မင်းဖာကြီးတာလေစိတ်ဓာတ်ရဲ့မင်းစကားကြောင့်ရှင်းမိတာပါမင်းမှာဇဝနာရှိနေပြီပဲကွာအချင်းလိုအိပ်ပျော်မှရောက်သွားစရာမလိုတော့ပါဘူးကွာဇဝနာဆိုမှပဲတပေါင်းကလည်းသူ့ရားရှိပိုင်ဆိုင်ထားပြီးဖြစ်တဲ့တိမ်တော်မြင်းကိုတတိယလိုက်မိပါတယ်ငါသူ့ကိုဒီကနေလှမ်းခေါ်လို့ရှားနိုင်လို့လားရှားမရကိုစမ်းကြည့်လိုက်လေတပေါင်းရဲ့တပေါင်းမှလည်းပဝန်းချင်ကိုကြည့်လိုက်ပါတယ်လောလောဆယ်ကရွာအခြေမှာဆိုတော့လူသူအသွားအလာကမပြတ်လာပါသူတို့နဲ့မလန်းမကန်းစီမှာမျက်ရိပ်နေတဲ့လူတယောက်ကလည်းရှိလို့နေပါသေးတယ်ခတ်ဝေးမှာတော့နွားချောင်းနေတဲ့နွားချောင်းသားတယောက်ကိုလည်းလှမ်းပြီးတော့မြင်ရတယ်ဒီနားမှာတော့ခေါ်လို့မဖြစ်ဘူးထင်တယ်တပေါင်းကပြောလိုက်တယ်အဲ့ဒီခါမှာစိတ်ဓာတ်မှာအနောက်ကိုလဲပြန်ကြည့်လိုက်ပြီးတော့တောတန်းတစ်ခုကိုမေးဆက်ပြလိုက်တယ်တပေါင်းဟိုတောတန်းထဲကိုသွားလိုက်တပေါင်းမှလည်းအနောက်ကိုခြေလမ်းတွေပြန်ပြီးတော့လှည့်လိုက်ရတယ်တောတန်းကလေးစီကိုရောက်တဲ့အခါမှာလူသူလေးပါရှင်းမရှင်းကိုတစ်ချက်ပြန်ပြီးတော့ကြည့်လိုက်တယ်ရှင်းပါတယ်တပေါင်းရဲ့စိတ်ဓာတ်ကတပေါင်းပုံစံကိုကြည့်ပြီးတော့ပြုံးစိစိနဲ့ပြောပါတယ်ဒါဖြင့်ငါခေါ်လိုက်တော့မယ်ဇဝနာရဲ့ပုံရိပ်ကိုစိတ်ထဲမှာမြင်လာအောင်ဖော်ပြီးတော့ခေါ်ကြည့်လိုက်အေးတပေါင်းမှာမြေကုန်းတွေကိုမှိတ်ထားလိုက်ပါတယ်စိတ်အာရုံမှာမချသေးခင်ကမှသူရရှိပိုင်ဆိုင်ထားခဲ့တဲ့သိန်တော်မြင်းဇဝနာရဲ့ပုံရိပ်ကိုမြင်ရောင်လို့ကြည့်လိုက်တယ်ဇဝနာငါစီကိုအခုချက်ချင်းလာခဲ့ပါတပေါင်းကနှုတ်ကနေခတ်ထိုးထိုးခေါ်ငင်လိုက်ပါတယ်ချက်ချင်းဆိုသလိုပဲတပေါင်းရဲ့နားထဲမှာမြင်းဟိတံကိုကြားရပါတော့တယ်မျက်ဝန်းတွေကိုဖွင့်ပြီးတော့ကြည့်လိုက်တော့
မြောက်ဘက်အရက်ကောင်းကင်စီကနေသူ့စီကိုဖြူဖြူအလင်းတန်းတစ်ခုကထိုးဆိုင်ပြီးတော့ကြာဆင်းလာတယ်ဒီကောင်ဒီအထိရောက်လာခဲ့တာပဲတပေါင်းမှအံ့ဩဝမ်းသာစွာနဲ့ရေရွတ်တဲ့အခါမှာစိတ်ဓာတ်မှာခက်ခနဲ့ရှင်မောလိုက်ပါတယ်မင်းပဲခေါ်လိုက်ရင်ရောက်ဟာရက်ကလာခဲ့ဆိုငါအဲ့ဒီတိုင်းပဲပြောခဲ့ဘူးလားဒါတော့မင်းအတိဆုံးဘောတပေါင်းရဲ့ငါတို့ကကြောက်စိမ့်နန်းတော်စီကိုခြေချခွင့်မှမရှိတာစိတ်ဓာတ်ရဲ့စကားကြောင့်ပဲတပေါင်းကအံ့အားသင်းလို့တွားရတယ်အဲ့ဒီခိုင်မှာကောင်းကင်ကအလင်းတန်းတစ်ခုကသူတို့အရှိကိုရောက်ရှိလို့လာပြီးတော့ပြင်းပြုတ်ကြီးစဝနာဖြစ်သွားပါတယ်စဝနာလျှောက်လာပြီဆိုတော့ဘယ်သွားတော့လေတပေါင်းရဲ့ခန္ဓာလေးစိတ်ဓာတ်မင်းခုနကပြောလိုက်တာကိုငါမရှင်းဘူးဖြစ်နေတယ်ဘာလို့မရှင်းတာလဲမင်းတို့ကကြောက်စိမ့်နန်းတော်ကိုမဝင်ရဘူးဆိုတာကိုငါမရှင်းဘူးစိတ်ဓာတ်ရဲ့စိတ်ဓာတ်မှာတစ်ဖက်ကိုလှည့်လိုက်တယ်ဟုတ်တယ်တပေါင်းငါတို့ကမင်းအတွက်ကိုပါဝိညာဉ်တွေဆိုပေမဲ့မင်းလိုမျိုးတော့ကြောက်စိမ့်နန်းတော်ကိုဝင်ခွင့်မရှိကြဘူးလေဘာကြောင့်လဲမုတ်တကားကိုရောက်တာနဲ့ငါတို့ကအလိုလိုကြံ့ရက်ခဲ့ရတယ်နောက်ပြီးတော့စိတ်ဓာတ်မှာတပေါင်းကိုပြောမဲ့စကားကိုဒီမှတင်ပဲရက်တန်လိုက်ပါတယ်စက်ပြော်လေးစိတ်ဓာတ်ရဲ့ဘာမှမဟုတ်တော့ပါဘူးမင်းခမဲတော်စီကိုအခါစားနောက်ကျနေအောင်ပဲသွားတော့လေတပေါင်းရဲ့မင်းတို့ကရောငါတို့ရောမုတ်တကားနာအထိလိုက်မှာပေါ့တပေါင်းကလည်းဘာမှမပြောတော့ပါပြင်းပြူကြီးစီကိုသွားပြီးတော့ခုံပြီးတော့တက်လိုက်တယ်တပေါင်းအပေါ်ကိုရောက်တော့စိတ်ဓာတ်မှာလည်းတရားကနေဖြတ်ခနဲ့ပျောက်ွယ်လို့သွားတော့တယ်စိတ်ဓာတ်မှာတပေါင်းရဲ့ခန္ဓာကိုယ်စီကိုပြန်လဲပြီးတော့ကတ်ထွယ်လို့သွားခဲ့ပါပြီအဲ့ဒီနောက်မှာတော့တပေါင်းကလည်းပြင်းပြူကြီးစဝနာကိုရှောက်စိမ့်နန်းတော်စီကိုခေါ်ဆောင်သွားပြီးဖို့ပြောလိုက်ပါတယ်ပြင်းပြူကြီးကတစ်ချက်ခုံလိုက်တာနဲ့ပုံဝန်းကျင်ကပြင်းနေရတဲ့အရာရာမှာချက်ချင်းပဲဝေဝါလို့သွားခဲ့ရတယ်ဒီတစ်ချိန်တော့ကြောက်စိမ့်နန်းတော်စီကိုပြင်းပြူကြီးစဝနာရဲ့ခေါင်းဆောင်မှုကြောင့်ပဲတပေါင်းနေနဲ့အရှင်လက်လက်ကြီးရောက်သွားရတယ်လို့ပြောရပါလိမ့်မယ်အခုအတွေ့အကြုံကနန်စိမ့်လွင်ပြီးတော့သွားရတုန်းကနဲ့မတူပါကိုယ်တိုင်ကိုကြလေယိုခွင်းပြီးတော့သွားနေရတဲ့ခံစားမှုကိုတပေါင်းအနေနဲ့အလွန်ကိုမှသဘောကျလို့နေမိတယ်တစ်ပင်တော်တန်းများကိုအပေါ်စီးကနေမြင်ရတယ်အချိန်တခဏအကြာမှာသမုဒ္ဒရာတွေကိုအပေါ်စီးကမြင်နေချပြန်တယ်ပြီးတဲ့နောက်မှာတော့အပေါင်တိုက်ကြီးတစ်ခုကိုဖျက်တမ်းရတယ်အဲ့ဒီຢာတွေကိုဖျက်တမ်းပြီးတဲ့နောက်မှာတော့တပေါင်းအနေနဲ့နန်းစိမ့်လွင်ပြီးတော့မကြာခဏရောက်ရှိခဲ့ရတဲ့ရှောက်စိမ့်နန်းတော်ကြီးရဲ့မုတ်ဦးကိုရောက်ရှိခဲ့ပါတယ်မြင်းပြုတ်ကြီးမှာမုတ်တကားကိုဖျက်တမ်းတဲ့အခါမှာတပေါင်းကိုယ်တွေကစိတ်ဓာတ်နဲ့ကာယမှာလွင့်ထွက်လို့ကြံရစ်ခဲ့ပြီးတော့မြူကိုများတဲ့ပွဲချက်ချင်းပဲပျောက်ကွယ်သွားပါတယ်အဲ့ဒီအချင်းရကိုမြင်တဲ့အခါမှာတပေါင်းစိတ်ထဲမှာစိုးရိမ်စိတ်များဖြစ်ပေါ်လို့သွားရတယ်ဇဝနာရက်အောင်တပေါင်းမှပြောလိုက်တာနဲ့ခွာဆုံခတ်ပြီးတော့အလင်းရဲ့လင်းမြန်မှုမျိုးနဲ့ပြေးနေတဲ့မြင်းပြူကြီးဇဝနာမှာရင်သားစွာနဲ့ရက်တန်လိုက်ပါတယ်အနောက်ကိုပြန်လှည့်မြင်းပြူကြီးမှာမုတ်တကားဘက်ကိုပြန်လှည့်ပြီးပြေးထွက်လို့လာပါတော့တယ်တပေါင်းကတော့မုတ်တကားအပြင်ဘက်ကိုလွန်လိုက်တော့အကုန်းနှက်ကပျောက်ကွယ်သွားတဲ့စိတ်ဓာတ်နဲ့ကာယမှာအဓားမှာဖြတ်ကနေပြန်ပြီးတော့ပေါ်လာခဲ့ပါတော့တယ်တပေါင်းနောက်ကျနေမယ်မြန်သွားလေစိတ်ဓာတ်မှာတပေါင်းကိုတိုက်တွန်းလိုက်ပါတယ်ဘင်းတို့ပျောက်ကွယ်သွားလို့ငါပြန်ပြီးတော့လှည့်လာခဲ့တာငါတို့ကဒီလိုပဲလေတပေါင်းရဲ့ဘာကြောင့်ဆိုတော့မင်းကဒီကိုပြန်ရောက်တာနဲ့netတစ်ပိုင်းလူတစ်ပိုင်းကနေအရှင်အလိုပဲဘာဟာပုံနကအပြစ်ကိုပြန်ပြီးတော့ရောက်ရှိသွားတယ်လေငါတို့ကကြတပေါင်းမှရှိတဲ့အရာတွေဆိုတော့ကွယ်ပြောက်ပြီးတော့ကြံရစ်ခဲ့ရတယ်ကွာရှုံနေတာပဲစိတ်ဓာတ်ရငါတော့နားမလဲတော့ဘူးကွာကဲပါနောက်မှမင်းသားလေးအောင်လို့ငါရှင်းပြမယ်အခုတော့ခမဲတော်ကမင်းကိုစောင့်ဆိုင်လို့နေမယ်ထင်တယ်ကွာမြန်သွားတော့စိတ်ဓာတ်ရဲ့တိုက်တွန်းစကားကြောင့်ပဲတပေါင်းကလည်းမြင်းပြူကြီးစဝနာကိုအထောက်ကိုပြန်ပြီးတော့လှည့်စီလိုက်တယ်မုတ်ဦးကိုဖျက်တမ်းပြီးပြောင်းဝင်တော့အခုနကတုံးကလို့ပဲစိတ်ဓာတ်နဲ့ကာယမှာဝေကွာလို့ပျောက်ကွယ်သွားပါတယ်ဒီတစ်ချိန်မှာတော့အဖြစ်အပျက်အကျိုးအကြောင်းဆုံးကိုသိထားရပြီးဖြစ်တာကြောင့်ပဲတပေါင်းမှလည်းပြန်လှဲလို့မနေတော့ဘဲနဲ့အတွင်းဘက်ကိုသာဆက်ပြီးတော့ဝင်လာခဲ့လိုက်တော့တယ်ကြောက်စိမ့်နန်းတော်ကြီးစီမှာပုံတခမင်းကြီးရှောင်းနေတာကြောင့်အဆောင်အချောက်အချွေအရံများကဗျားမြတ်စွာနဲ့ရှိနေခဲ့ပါတယ်
တပေါင်းဝင်ရောက်လာတာကိုမြင်တဲ့အခါမှာအခုံလုံးကအကျိုးအသေးပြုတ်ကြတယ်တပေါင်းကလည်းလှေကားတင်များအတိုင်းပဲနန်းဆောင်ထက်ကိုတက်လာခဲ့လိုက်တယ်လှေကားများကိုတက်နေရင်မှတပေါင်းစိတ်ထဲမှာထူးခြားတဲ့ခံစားမှုတစ်ခုကိုခံစားမိလာရပါတယ်အဲ့ဒီခံစားချက်မှာတော့တခြားတော်လည်းမဟုတ်ပါသူ့စိတ်ထဲမှာတပေါင်းဆိုတဲ့အသိစိတ်ထက်မဟာပုံနကားဆိုတဲ့အသိစိတ်တွေဖြစ်တည်လို့လာနေတာပဲနန်းတော်ရဲ့အထဲကိုရောက်တဲ့အခါမှာကြောက်စိမ့်ပလင်ထက်စီမှာခမ်ဘဲတော်ပုံနကဘလူးမင်းကြီးကိုခါစားရပါတယ်သားတော်ခါစားပါတယ်ခမဲတော်တပေါင်းမှဒုတစ်ပတ်ထောက်လို့အယိုးအသေးပေးပြီးတော့ခါစားလိုက်ပါတယ်အိမ်သားတော်ထပါတက်တောင်တက်တာထိုင်ပါကွယ်ခမ်ဘဲတော်အခေါ်ရှိချောင်းကိုသိရပါတယ်ဘာအတွက်ကြောင့်များအခေါ်ရှိပါသလဲတပေါင်းကဒုတစ်ပတ်ထောက်ထားရမှာမထသေးပဲနဲ့မေးမြန်းလိုက်ပါတယ်အမှန်တော့သားတော်ကိုအခေါ်ရှိရတဲ့အကြောင်းကဘွာဒီတာပြည်ကအကူအညီတောင်းဆိုတဲ့အကြောင်းကြောင့်ပဲသားတော်ရဲ့အပြည့်အစုံကိုပြောပြပါခမဲတော်တပေါင်းကမဆိုင်မတော်ပဲတောင်းဆိုလိုက်ပါတယ်အဲ့ဒီခါမှာခမဲတော်ပုံနကဘလူးမင်းကဘွာဒီတာပြည်ဆိုတာကတို့ပြည်တော်ရဲ့အောက်ကမိတ်ဆွေအငယ်အပွားတစ်ခုပဲသားတော်ရဲ့ဒီပြည်ကိုသတ္တဒီပါဘလူးကအုပ်ဆိုးတယ်အခုလက်ရှိတော့အဲ့ဒီအရာမှာမိတ်စာကြီးတစ်ကောင်ဟာဝင်ရောက်ပြီးတော့တောင်းကြနေတယ်ဒီမိတ်စာဆိုကြောင့်ပဲဘွာဒီတာပြည်ကပြက်လို့မခံဖြစ်နေပြီအဲ့ဒါကိုအကူအညီပေးဖို့နတ်မင်းတွေကသားတော်ကိုအကူအညီတောင်းစီကျင်းနေကြတယ်ဒီကိစ္စမှာနတ်မင်းတွေကသားတော်ရဲ့စွမ်းပကားကိုမြင်လို့နေကြတယ်ဒါကြောင့်သားတော်နားလဲပါပြီခမဲတော်သဘောပေါက်လွယ်တဲ့သားတော်ကြောင့်ပဲခမဲတော်ပုံနကဘလူးမင်းကခေါင်းကိုအသာညှိလိုက်တယ်အဲ့ဒီအတွက်သားတော်ကမေးမြန်းလို့ရကူမေးပါလေဘာမှမေးစရာမရှိပါဘူးခမဲတော်နံမင်းတွေကပေးအပ်တဲ့တာဝန်ဆိုတော့သားတော်ကြေပွန်ုံနေမှာကအောင်ပြင်ပြီးတော့သူတို့ကျင်းတဲ့အထိကိုထမ်းရွက်ပါမယ်ခမဲတော်အခုလိုစကားကိုကြားရတာခမဲတော်အားရကျင်းတတ်ပါတယ်သားတော်ဒါကြောင့်မလို့ကြောက်စိမ့်တန်းဆောင်ရဲ့လက်နက်တိုက်တဲ့ကသားတော်ရဲ့လက်နက်တော်များကိုအလိုရှိသလိုခိတခဏရှုသုံးနိုင်ဖို့ခမဲတော်ကအခွင့်ပြုပေးပါတယ်ကျေးဇူးကြီးလာပါတယ်ခမဲတော်သားတော်အခုကိုပဲတာဝန်ကိုစတင်ပြီးတော့ဆောင်ရွက်ပါမယ်ကောင်းပါပြီသားတော်ခမဲတော်စီမှာအခွင့်ကိုရှာပြီးတဲ့နောက်မှာမဟာပုံနကစိတ်ဝင်နေမိတဲ့တပေါင်းကလည်းထိုင်ရာကနေထားလိုက်ပြီးတော့ကြောက်စိမ့်နန်းဆောင်တဲကနေထွက်လာခဲ့လိုက်ပါတော့တယ်ဘွာဒီတာပြည်စီမှာဘလူးမျက်နှာချင်းသေးခဏနဲ့မိစ္ဆာဆိုးကြီးတစ်ကောင်မှာတောင်းချမ်းလွန်နေခဲ့ပါတယ်မိစ္ဆာကြီးကိုဘွာဒီတာပြည်ကဘလူးစစ်တီတော်ရီတင်မကသူတို့ပြည်ကိုအပိုင်ဆိုတဲ့တတ္တဒီပါဘလူးမင်းကိုယ်တိုင်ရင်ဆိုင်ပေမဲ့လေဘလူးမှရင်ဆိုင်လို့မချပါမိစ္ဆာကြီးမှာဘလူးတို့ရဲ့လက်နက်၅မျိုးကိုပြင်မီးနဲ့ရီရဲ့စွမ်းအားကိုလည်းခုခံဖြည့်ဖြတ်နိုင်နေပါတယ်ဒီလိုအခြေအနေကြောင့်တိုင်းပြည်ကပြက်လူမခံဖြစ်နေပြီးတော့အကြာခတ်သိမ်းကအဆိုးအဆုံးအခြေအနေကိုဆက်ရောက်လို့နေပါတော့တယ်တတ္တဒီပါဘလူးမင်းလည်းပဲသူ့ရဲ့တိုင်းပြည်ကနေစွန့်ခွာလို့လာပြီးတော့နတ်ဘလူးမင်းတို့ကိုအကူအညီတောင်းခံလို့လာပါတယ်နတ်ဘလူးမင်းတို့ကတည်းကဒီအရေးကတပေါင်းရဲ့ပကုံးတက်စီကိုကြားရောက်လို့လာတော့တယ်နတ်ဘလူးမင်းတို့ကတပေါင်းနဲ့ပတ်သက်ပြီးတော့ဒီလိုယူဆကြပါတယ်တပေါင်းမှာဝိညာဉ်သုံးသွဲပေါင်းဆက်ပြီးတဲ့နောက်နတ်တပိုင်းလူတပိုင်းအဖြစ်ကိုရရှိလို့ထားပါတယ်အဲ့ဒီနောက်မှာပုံနာကဘလူးမင်းတော်မှာနှစ်ကာလ10ကဏ္ဍ5ခုလောက်ကြာအောင်ကျူးပန်းပြီးမှရရှိခဲ့တဲ့တိမ်တော်မြင့်ကိုတပေါင်းကတခဏအတွင်းမှာပဲရရှိခဲ့ပါတယ်အဲ့ဒီအတွက်ကြောင့်နတ်ဘလူးမင်းတို့မှာတပေါင်းအတွက်ချီးကျူးမဆုံးဖြစ်နေကြပါတယ်အဲ့ဒီချီးကျူးတဲ့စိတ်နဲ့အတူသူတို့စိတ်ထဲမှာတပေါင်းရဲ့စွမ်းပကားကိုမျက်ဝါးထင်တယ်မြင်လို့နေကြတယ်အဲ့ဒီအတွက်ကြောင့်တစ်ချိန်တစ်ခါအဖြစ်တပေါင်းကိုဆင့်ခေါ်ပြီးတော့မဟာပုံနကအဖြစ်နဲ့ဘွာဒီတာပြည်ကိုဆီလို့ဖို့ဆုံးဖြတ်ကြပါတယ်တပေါင်းမှာတော့ဒီကိစ္စကိုပခုံးထမ်းလို့လက်ခံတဲ့အခါမှာနတ်ဘလူးမင်းတွေကပွဲကြည့်ပြိတ္တအဖြစ်နဲ့စောင့်ကြည့်လို့နေခဲ့ကြပါတော့တယ်တပေါင်းကတော့ဘာကိုမှဂရုမစိုက်ပါသူ့အတွက်ခမဲတော်ဖြစ်သူပေးအပ်ထားတဲ့အခွင့်အာဏာအတိုင်းပဲလက်နက်ခန်းစီကိုဝင်ပြီးတော့ရွှေရောင်လှန်တန်နဲ့ရွှေချက်ဝတ်ကိုဝတ်ဆင်ပြီးတော့သိန်တော်မြင်းစဝနာကိုစီးနှင်လို့ဂွာဒီတာပြည်ကိုထွက်လာခဲ့ပါတယ်ပုံတကပြည်တီရှိရာကာရကီရီတောင်နဲ့ဂွာဒီတာပြည်ကအထော့ကိုမှဝေးကွာတယ်ဒါပေမဲ့လည်းသိန်တော်မြင်းစဝနာကဒီခီးကိုလှင်ပြန်တဲ့အဟောင်းနဲ့
ဗျံမချပဲရှောက်အောင်လို့သွားစီတယ်တပေါင်းတစ်ယောက်မှာဘွာဒီတာပြည်ကိုရောက်တဲ့အခါမှာတပြည်လုံးကစစ်ပေးတံတင်ထားသလိုဈေးစီညံ့ညံ့ကြေလို့နေပါတော့တယ်တပေါင်းမှာတော့သိန်တော်မြင့်သဝနာကိုစီးနှင်းပြီးတော့ဖြည်းဖြည်းမှန်မှန်ပဲအထဲကိုဝင်ခဲ့တယ်စစ်ပွဲရဲ့အနိဋ္ဌာယုံဖြစ်တဲ့ဘရင်ကွင်းတွေကတော့သူ့မျက်စီတဆုံးမှာပဲမိโกလုံးကြီးတွေကကောင်းကင်စီမှာညိုမိုင်းလို့နေပါတယ်ဘွာဒီတာပြည်သူတို့ရဲ့အိုးအိမ်တွေကပျက်စီးနေပြီးတော့အခွေးကနေအတင်းအရှားမြင်နိုင်တဲ့နန်းတော်ကြီးကလည်းမိโกတွေတလူလူနဲ့ရှိနေတဲ့အိုးအိမ်တွေကဂန္ဓာရကြောက်တုံးများနဲ့တီးဆောက်လို့ထားတာကြောင့်ပဲဘွာပြိုတဲ့အသွင်မှာရှိပါတယ်တပေါင်းဝင်ရောက်လာခဲ့တာတိုင်းပြည်ရဲ့အတွင်းဘက်ကိုအတော်လေးရောက်ခဲ့ပြီဆိုပေမဲ့လူသူအရဲ့အကြောင်းကိုတော့အခုထိမမြင်ရသေးပါဝါဒီတာပြည်ရဲ့အချင်းလေးအချက်ချက်ကိုပြင်ပြီးတဲ့နောက်မှာတော့နန်းတော်စီကိုပဲဥတီသွားဖို့ကိုတပေါင်းကဆုံးဖြတ်ချက်ချလိုက်တယ်တိန်တော်မြင့်သဝနာကိုအချိန်မြန်စွာနဲ့သွားဖို့ပြောလိုက်တော့မြန်ပချာကိုပဲနန်းတော်စီကိုခြေချမိပါတယ်နန်းတော်ထဲမှာတော့ဝါဒီတာစစ်တီတော်များအတုံးအယုံလဲချတေဆုံးနေတာကိုမြင်လိုက်ရပါတယ်လဲချနေတဲ့စစ်တီများမှာတချို့ကခေါင်းမရှိတော့သလိုတချို့ကကြတော့ခါးကနေပြတ်ထွက်နေပြီးတော့တချို့ကကြပြန်တော့လေတကူလုံးကအပိုင်းအစာဖြစ်နေရှိနေပါတော့တယ်အချင်းလေးအကြက်ကိုတုံးတက်ဖို့အတွက်တပေါင်းကလည်းတိန်တော်မြင်းသဝနာအပေါ်ကနေအသာအရာဆင်းလိုက်ပါတယ်လဲချတေဆုံးနေတဲ့ဂွာဒီတာစစ်တီတော်များစီကိုအဓိကသွားပြီးတော့ကြည့်လို့စမ်းသပ်ကြည့်တဲ့အခါမှာသွေးတွေကဆေးတန်းကြောက်ကပ်လို့နေခဲ့ပါပြီအဲ့ဒီအချင်းအရာမှာတိုက်ပွဲဖြစ်သွားခဲ့တာအဒဲဆုံးတော့တရက်တာလောက်ပဲကြာမြင့်ပြီဆိုတာတပေါင်းကသိမြင်လိုက်မိပါတယ်ငါဒီကောင်ကိုအပြန်ဆုံးရှာမှပဲဖြစ်လိမ့်မယ်တပေါင်းတော့ကနေရှေးလျှော့ပြလိုက်တယ်တိန်တော်မြင်းကိုအချိန်တင်တော့မြင်းကပြန်ဆန်လုံးနဲ့အဟုန်နဲ့ဝါဒီတာပြည်ကိုလှည့်ပတ်ပါတော့တယ်တနေရာကိုရောက်တဲ့အခါမှာတပေါင်းရဲ့ပြင်ခွင်းထဲမှာဝါဒီတာပြည်သားတို့ပြေးလွှားနေတာကိုမြင်ရပြီးတော့အထောက်ပါးကမိစ္ဆာကြီးမှာရှာကြီးရထွက်တရေတများများကြာရင်နဲ့ဝါဒီတာဘလူးများကိုလိုက်လံပြီးတိုက်ခိုက်လို့နေပါတော့တယ်ဒါကဘလို့မိစ္ဆာများလဲရုပ်ဆိုးအကြီးတန်းလွန်လာတဲ့လူဦးကောင်းနဲ့ခန္ဓာကိုယ်ကတန်ဆွမ်းလုံးနဲ့ရှင်သစ်ကိုရှိနေတဲ့မိစ္ဆာကောင်ကြီးကိုကြည့်ပြီးတော့တပေါင်းကရေချော့မိလိုက်တယ်မိစ္ဆာကြီးရဲ့အကောင့်ထဲမှာတောင်ပူစာငယ်တစ်စုံသာတော့ကြီးမလို့နေပါလိမ့်မယ်ဒီပမာဏကစေတကောင်ကိုတော့အသာလေးဂွားမျိုးနှိုက်ပါတယ်တပေါင်းမှကြည့်နေရင်လည်းတစ်ဖက်အကျန်းကလက်နက်တွေကင်ထားတယ်ဘွာဒီတာဘလူးစစ်တီအပြားအပြားထွက်ပေါ်လာခဲ့တယ်ဘွာဒီတာပြည်သူတွေကိုလိုက်လံပြီးတော့တိုက်ခိုက်နေတဲ့မိစ္ဆာကြီးကိုသူတို့လက်ကပါလာတဲ့လက်နက်တွေနဲ့ဝိုင်းဝန်းပြီးတော့တိုက်ခိုက်ကြပါတယ်အခြေအနေကတော့မထူးပါဘလူးစစ်တီတွေကဘလို့ပဲတိုက်ခိုက်လို့နေပါစေတစ်ဖက်ကမိစ္ဆာကြီးအတွက်ကတော့အရာမပြေထိခိုက်မှုတစုံတရာမရှိခဲ့ပါမိစ္ဆာကြီးမှာတုတ်ခံပြီးတော့တန်ဆွမ်းလုံးတဲ့လက်နဲ့ပဲရမ်းခါလိုက်တဲ့အခါမှာတော့ဘွာဒီတာဘလူးစစ်တီ10ယောက်လောက်ကအလဲလဲအပြုတ်ပြုတ်ဖြစ်ကုန်ကြပါတယ်အဲ့ဒီအခြေအနေကြောင့်ပဲကျန်တဲ့စစ်တီတို့ကအထောက်ကိုစုပ်လို့ပြေးကြတယ်တပေါင်းမှလည်းတိုက်ပွဲအထွဲကိုဝင်ပါသင့်မေလို့ယူဆလိုက်တဲ့အချိန်မှာတစ်ဖက်ကနေအစိမ်းရောင်အလင်းတန်းတစ်ခုကတစ်ချိန်တော့ဝင်ရောက်လာပြီးတော့မိစ္ဆာကြီးစီကိုဝင်ရောက်ထိမှန်တယ်ထိမှန်ခံရတဲ့မိစ္ဆာကြီးမှာတော့အထောက်စီကိုအနှဲငယ်ရိုင်ထွက်လို့သွားပါတော့တယ်မိစ္ဆာကြီးမှာငကိုကားတက်ဒေါသပို့လို့ထပ်သွားတဲ့ပုံစံနဲ့ပဲမန်ကိုပြီးလိုက်တယ်အတန်ကတော့ချင်းသေးတကောင်ဟိမ့်တန်လို့ပဲခြေလောင်လွန်လာပါတယ်ဟာဘယင်းကြီးလာပြီဘယင်းကြီးလာပြီအထောက်ကိုဆုပ်ပြီးတော့ပြင်းနေတဲ့ဂွာဒီတာစစ်တီများကရက်တန့်ကုန်ကြပြီးတဲ့နောက်ဂွမ်းသာအားရခက်ခဲနဲ့အားပေးကြပါတယ်အစာအိုးတစ်ခုပေါ်မှာတော့အစိမ်းရောင်တန်လျက်ကိုင်ဘလူးတစ်ကောင်မှာလက်ထဲကတန်လျက်စီမှာစက်ဝန်းပုံအစိမ်းရောင်လင်းနှမ်းများကရှက်ဖြာလို့နေပါတော့တယ်တပေါင်းကလည်းအခြေအနေကိုဆက်လက်ပြီးတော့စောင့်ကြည့်လို့စိဖြစ်ပေါ်လို့လာခဲ့ရတယ်ဘာကြောင့်မှမသိပါသူ့အနေနဲ့တစ်ဖက်သားကိုအထင်အမြင်သေးတာမျိုးမဟုတ်ပေမဲ့သူတုတ်တင်ရမယ့်ရှန်သူဖြစ်တဲ့မိစ္ဆာကြီးရဲ့စွမ်းပကားကိုတော့ရှုမြင်ခြင်းစိတ်တို့ဖြစ်နေမိတော့တယ်အစိမ်းအောင်တန်လျက်ကင်ဘလူးကတော့တတ္ထဒီပါဘလူးမဲတာဖြစ်လိမ့်မယ်လို့တပေါင်းကတွေးလိုက်မိတော့တယ်အိုးဘွာဒီတာစစ်တီအပေါင်းတို့မြေကဖွာတဲ့မတုတ်တီဟာဒီမိစ္ဆာစိုးကိုမကြောင်မညော့ဝိုင်းဝန်းပြီးတော့တုတ်တင်ကြပါတင်တို့တွေကတင်တို့ရဲ့တိုင်းပြည်ကိုကာကွယ်ရာအဖြစ်နဲ့ကပီးရေးထိုးကြပါကျွန်တော်တတ္ထဒီပါကိုယ်တိုင်လေဒီလိုရှိမယ်
ကျွန်တော်ကိုယ်တိုင်ဒီသစ္စာကိုတီးစေရပါမယ်တတ္တဒီပါကပြောလိုက်တော့အောက်ကဝါဒီတာစစ်တီတော်များမှာအားတက်ကုန်ကြပြီးတော့ရေးခတဲ့ကြာတန်ပေးလိုက်ကြတယ်ဝါဒီတာစစ်တီတော်များကမိစ္ဆာကြီးကိုပြန်လဲဝိုင်းဝန်းတဲ့အချိန်မှာတော့တတ္တဒီပါကိုယ်တိုင်ကလည်းအဆောက်အဦပေါ်ကနေခုန်ဆင်းလာပြီးတိုက်ပွဲကိုဝင်ရောက်ပါတယ်ပုံမိုပြင်းထန်တဲ့တိုက်ပွဲတစ်ခုကဖြစ်ပြက်လို့လာပါတော့တယ်မိစ္ဆာကြီးဘက်ကလည်းစစ်တီများကိုငကိုထက်ပုံမိုပြင်းထန်တဲ့ဒေါသခွန်အားမျိုးနဲ့ပြန်လဲပြီးတော့တိုက်ခိုက်တယ်နှစ်ဦးနှစ်ဖက်အပြင်းထန်တိုက်ခိုက်ကြပေမဲ့မချလိုက်ပါဘူးအဖြေကရှင်းလင်းစွာနဲ့ပေါ်လွင်လို့လာခဲ့ပါတယ်ဝါဒီတာစစ်တီတော်များဘက်မှအခြေနိုင်လာပြီးတော့မြေပြင်မှာအလဲလဲအကွက်ကွက်နဲ့တချို့ကလည်းစစ်တီများဆိုရင်တတဝါကြီးရဲ့စားတောက်ခြင်းကိုခံကြရပါတယ်တတ္တဒီပါကလည်းသူ့ရဲ့ကိုယ်စမ်းရှိတဲ့၍တိုက်ခိုက်ပြီးမဲ့သူ့တိုက်ခိုက်မှုကတပတ်ကမိစ္ဆာပေါ်ထိခိုက်မှုမရှိသလောက်ကိုနဲပါလွန်းလို့နေတော့တယ်အခြေအနေရတော့တပေါင်းသာဆက်လက်ပြီးတော့ကြည်နေပြပါကဘွာဒီတာဘလူးမျိုးနယ်တို့ကုံစင်ရပါတော့မယ်ဒီအချင်းရာကိုခမဲတော်တဲ့တံပင်းကြီးတွေကလက်ခံနိုင်မယ်မထင်ပါသူ့ကိုအားကိုးပါမှဖြစ်ပြတ်သွားပဲအပေါ်မှာပုံနကမျိုးနယ်ပါဂုံတိတ်ခါရှာဆင်းရပါလိမ့်မယ်တပေါင်းမှလည်းဆိုင်းသွားလို့မနေတော့ပဲသူ့ရဲ့တိန်တော်မြင်းကြီးစဝနာကိုတိုက်ပွဲစီကိုဝင်ဖို့ပြောလိုက်တယ်စဝနာမြင်းကြီးကလှင်ပြန်တဲ့အဟုန်နဲ့ပဲတိုက်ပွဲစီကိုပြေးပြီးတော့ဝင်ပါတယ်အဲ့ဒီခိုင်မှာတိုက်ပွဲတဲ့မိစ္ဆာကြီးကတတ္တဒီပါကိုတဲတဲမဲ့မဲ့တိုက်ခိုက်လို့တည်ရင်နဲ့တောက်ဆုံတရတဲ့အချိန်မှာအစာအုပ်တစ်ခုကြောင့်တတ္တဒီပါအတွက်တရားလန့်နေပြီးတော့ရောင်ပိတ်သွားခြင်းဖြစ်ပါတယ်မိစ္ဆာကြီးမှာရောင်ပိတ်ထားတဲ့တတ္တဒီပါကိုထိုးပြီးတော့အဟမှာပဲတပေါင်းနဲ့တိန်တော်မြင်းကပြင်းသွားတဲ့အချိန်နဲ့ဝင်ရောက်လို့လာခဲ့ပြီးတော့မြင်းခွအဆောင်ကမိစ္ဆာကြီးရဲ့ဦးခေါင်းကိုပေါက်ချလိုက်ပါတော့တယ်တတ္တဒီပါကိုသာဘဲနေမိတဲ့မိစ္ဆာကြီးမှလည်းအလေးအငိုက်ကိုခံလန်းရှာပြီးတော့အရှိကိုငိုက်ဆိုင်ကြာသွားခဲ့ပါတယ်တတ္တဒီပါမှာသူ့ဘော်ကိုပြီးကြာလာတဲ့မိစ္ဆာကြီးကြောင့်ပဲဒီယာကနေခုံထွက်လိုက်ပြီးတော့နောက်တစ်ဆင့်အစာဦးစီကိုခုံပြီးတော့တက်လာပြန်ပါတယ်တပေါင်းကတိန်တော်မြင်းကိုစီးနှင်းပြီးတော့မြေပြင်စီကိုဆင်းသက်တဲ့အချိန်မှာတော့တတ္တဒီပါကလှမ်းပြီးတော့မေးပါတယ်မိတ်ဆွေဘာကြောင့်ကုညီကြလဲတတ္တဒီပါရဲ့စကားမှာတန်တရားအကျိတ်တွေရောချက်ပါဝင်လို့နေပါတော့တယ်ကျုပ်ကိုနံပင်းကြီးတွေကဆေလွတ်လိုက်တာပဲတတ္တဒီပါဒါဖြင့်ကျွန်ုပ်တို့စီကိုစစ်ကူလာပေးသူပေါ့တပေါင်းကခေါင်းကိုညှိလိုက်တယ်အဲ့ဒီအချိန်လဲကျသွားတဲ့မိစ္ဆာကြီးကပြန်ပြီးတော့ထလာတယ်တပေါင်းမှလည်းသိန်တော်မြင်းကိုမိစ္ဆာကြီးစီပြေးဝင်ဖို့အချက်ပေးလိုက်ပြီးသူကိုယ်တိုင်လည်းမြင်းရဲ့ကြောပေါ်မှာမတ်တက်ထပြီးတော့ချက်လိုက်တယ်မိစ္ဆာကြီးကလည်းသူ့စီပြေးဝင်လာတဲ့တပေါင်းကိုဒေါသကြီးလုံးနဲ့ပန်းပြီးတော့တံပြန်ပြေးဝင်လာခဲ့တယ်နှစ်ဦးနှစ်ဖက်ထိတ်တိုင်တွေးဆုံချိန်မှာတော့တပေါင်းကသိန်တော်မြင်းရဲ့အပေါ်ဘက်ကနေခုံထွက်လို့သွားခဲ့ပြီးတော့အဖော်ကျော်ပြီးတော့သိန်တော်မြင်းကတော့မိစ္ဆာကြီးရဲ့မျက်နှာကိုတက်တက်ဝင်ပြီးခွာဆောင်ပစ်ပြီးတော့ကန်လိုက်ပါတယ်သိန်တော်မြင်းကိုမိစ္ဆာကြီးကကြီးမားတဲ့ပါဇက်ကြီးနဲ့လှမ်းပြီးတော့ဟလိုက်ပြင်ပဲလှင်ပြန်တဲ့အဟုန်ကြောင့်ပဲမဟာမိခင်မှာမျက်နှာကိုဒုတိယအချိန်အခမ်းခံလိုက်ရှာပါတယ်တပေါင်းကတော့အပေါ်ကနေရွှေအောင်လန်းကိုအောက်ဆိုင်ဆုံးခံပြီးတော့မိစ္ဆာကြီးရဲ့လဲကုတ်ကိုထိုးဆိုင်လို့ချလိုက်တယ်ထင်ပတ်လို့မထားတဲ့အဖြစ်ပါတပေါင်းရဲ့ရွှေအောင်လန်းကတွင်တွင်ကြိုးချီသွားခဲ့ရတယ်မိစ္ဆာကြီးမှာသိန်တော်မြင်းရဲ့ကံအားကြောင့်ပဲဖင်တိုင်ရဲ့လဲလို့ကြားသွားပေမဲ့ကြီးမားတဲ့ပါဇက်ကြီးကအပေါ်ကနေကျလာတဲ့တပေါင်းကိုတော့ရအောင်လှမ်းပြီးတော့ဟပ်ပါသေးတယ်သိန်တော်မြင်းကကြားဖြတ်ပြေးဝင်လာပြီးတော့ကယ်တင်လိုက်တာကြောင့်တပေါင်းတစ်ယောက်မှမိစ္ဆာကြီးရဲ့ကတွင်ကနေပုတ်ကာတိကလွန်ပြောက်လို့သွားရတယ်သိန်တော်မြင်းမှာအခုံပြင်းပြင်းနဲ့အပေါ်ကိုပြန်တက်သွားပြီးတော့တတ္တဒီပါစီကိုအကြောင်းမှာအဆောက်ဦးတို့အပေါ်ကိုဆင်းလိုက်ပါတယ်ဒီမိစ္ဆာကဘယ်ရဘလို့ဖြစ်လာတာလဲဘလို့မဲကျုပ်ရဲ့ရွှေလန်တန်လဲကျိုးသွားပြီဆိုတော့သူ့ကိုဘလို့နှိမ်နှင်းရမလဲမြေကနေဖွားမြင်လာတဲ့နတ်မိစ္ဆာပါသူ့ကိုကဘယ်အရာနဲ့မှတိုးလို့မပေါက်ဘူးမီးနဲ့ရေရဲ့စွမ်းအားကိုလည်းခံနိုင်နေတယ်တတ္တဒီပါရဲ့စကားအဆုံးမှာတပေါင်းကသူတို့စီကိုပြေးဝင်လာနေတဲ့မိစ္ဆာကြီးကိုအန်ကျိတ်လို့ကြည့်လိုက်မိပါတော့တယ်ဒီလိုကြည့်နေရင်လည်းဘာလို့ရမလဲဆိုတာတွေးကြည့်တော့သူ့ခေါင်းထဲမှာပြေးကဖွားမြင်လာတဲ့နတ်မိစ္ဆာဆိုတာကိုတတိယလိုက်မိတော့တယ်တပေါင်းအဖြစ်နဲ့ပြင်ပူးရာအချက်ထဲကမြေသားကိုလိုရာထိန်ကုန်လောက်ကန်ကြတယ်အုပ်ပုတ်သမားတို့အပြစ်ကိုတတိယမိတယ်လို့အုပ်ခဲများကိုချင်းပွားတဲ့အချိန်ကတန်တူးနဲ့ထူးနဲ့ရှားပုံတို့ကိုလည်း
မြင်ရောက်မိပါတယ်။အုပ်ဖို့သမားတို့မှာပျော်ပြောင်းတဲ့မြေကိုအသုံးပြုကြတယ်။အုတ်ခဲချေမသူတို့ကမာကြောတဲ့အုတ်ခဲကိုတန်တုံနဲ့ထုံးတက်လို့ချေမုန်းကြတယ်။အခုမိစ္ဆာကြီးမှာမာကုံကကြီးမားလွန်းတော့အုပ်ဖို့သမားများလို့ပျော်ပြောင်းတဲ့မြေသားကိုပြုပြင်ရမှာနဲ့ပုံစံမတူပါ။အဲ့ဒီတော့အုတ်ခဲချေမသူလို့တန်တုံနဲ့ထုံးတက်ရလီနာကိုသူကအသုံးပြုပါပါလိမ့်မယ်။ဟုတ်ပြီမိတ်ဆွေကျုပ်အလွန်လေးလံနဲ့တန်တယ်ပစ္စည်းတစ်ခုလိုအပ်တယ်။တပေါင်းရဲ့စကားကြောင့်ပဲတတ္ထဒီပါဘလူးမင်းကစိတ်ဝင်တစားရှိလို့တွားရတယ်။ဘလောက်တောင်မှလေးလံရမလဲ။သူ့ရဲ့ခန္ဓာနီးတူမဟုတ်ရင်တောင်မှအဲ့ဒီထက်နှစ်ဆလေးလံစေချင်တယ်။တပေါင်းရဲ့ရွေချက်ကိုတတ္ထဒီပါဘလူးမင်းကသဘောပေါက်လို့တွားပါတယ်။တစုံတစ်ခုကိုလည်းသူ့မျက်စိထဲမှာမြင်အောင်မိတာကြောင့်ပဲချက်ချင်းပဲခေါင်းကိုလည်းညှိလိုက်ပါတော့တယ်။ရှိတယ်မိတ်ဆွေကျွန်ုပ်ရဲ့ပုံတူတန်တယ်ရုပ်ထုကြီးတစ်ခုရှိတယ်။ဒါပေမဲ့အဲ့ဒါကလေးလံလုံးတယ်နော်။ရတယ်မိတ်ဆွေကျုပ်အဲ့ဒါကိုသွားပြီးတော့ယူမယ်။နန်းတော်ရဲ့အရှိမျက်နှာစာမှာအခုလက်ရှိတော့မိစ္ဆာကြီးကြောင့်ပဲတုံတုံလဲကြနေတယ်။ကျုပ်အခုပဲသွားလိုက်မယ်။မိတ်ဆွေကခုံမိစ္ဆာကိုခဏထိန်းထားပါ။တပေါင်းကပြောပြတာနဲ့တိန်တော်မြင်းကိုခါချီဆက်လိုက်တယ်။အဲ့ဒီခါမှာတိန်တော်ပြင်းကြီးစဝနာကနေရာကနေခုံပြီးတော့ထွက်လာတယ်။ဒါကတော့ဒုတိယအကြိမ်စီးနေတာဖြစ်တဲ့အတွက်သူတို့ချင်းစိတ်ချင်းဆက်နွယ်မှုကဖတ်ထူချလို့လာပါတော့တယ်။တပေါင်းသွားလို့တဲ့နေရာကိုတိန်တော်မြင်းစဝနာကသိရှိလို့သွားပါတယ်။တပေါင်းတို့ထွက်ခွာလိုက်တာနဲ့မိစ္ဆာကြီးကသတ္တဒီပါရှက်နေတဲ့အစာအိုးကြီးစီကိုကြောက်မက်ဖွယ်ရကောင်းလောက်အောင်ပဲမန်းပြီးဟင်းဟောက်ပြီးတော့ခုံပြီးတော့တက်လာတယ်။အဆွဲပြူးပြူးကြီးများကိုမြင်ရတဲ့အခါမှာသွေးပြက်စရာကောင်းလွန်လှပါတယ်။တတ္တဒီပါခုံထွက်ပြီးတော့ရှောင်းတိန်တဲ့အချိန်မှာတော့မိစ္ဆာကြီးကအစအုံကြီးပေါ်ကိုရောက်ရှိလို့လာပြီးတော့တချို့တစ်ဝက်ကပြိုကျကုန်မာတော့တယ်။တတ္တဒီပါမှာအောင်ပြေပြင်စီကိုရောက်တဲ့အခါမှာမိစ္ဆာကြီးကတောက်တစ်ကြိမ်ထပ်ကုန်ပြီးတော့အထောက်ကနေဖမ်းဆီးပြီးတော့ဝါမြုပ်ဖို့ကြိုးစားပြန်ပါတယ်။ဒီအခြေအနေကိုတတ္တဒီပါအနေနဲ့တော့သက်ဆွန်ဆံပြပဲတင်းရင်ဆောင်ရင်ကတပေါင်းပြန်ပြီးတော့ရောက်ရှိလာတဲ့အထိတော့အချိန်ဆွဲလို့ထားရပါလိမ့်မယ်။ထမ်းပင်သုံးပြန်စာလောက်မြင်မာပြီးတော့ကြီးမားလုံးနဲ့တတ္တဒီပါရဲ့ပုံစံတူသံထေရုပ်ထုကြီးကိုမြင်တဲ့အခါမှာတပေါင်းကပခုံးတွန့်သွားမိရတယ်။မြင်းပြူကြီးစဝနာကအဓားကိုဆင်းသက်ပြီးတော့တပေါင်းကလည်းအောက်ကိုခုန်ဆင်းလိုက်ပြီးရုပ်ထုကြီးကိုလေးလာစစ်ဆေးပါတယ်။တန်ထေရုပ်ထုကြီးရဲ့အလေးချိန်ကတော့မသေးလာပါ။နက်ဘလူးအင်အား4-5လောက်နဲ့ဝိုင်းဝန်းပြီးတော့မြောက်ပင်ပါမှာအပေါ်မြောက်နိုင်ပါလိမ့်မယ်။စဝနာငါတို့ဘယ်လိုလုပ်ကြမလဲ။ဒါကြီးကိုမင်းမာဆွဲလို့နိုင်ပါမလား။တပေါင်းမှသူ့မြင်းကြီးကိုကြည့်ပြီးတော့မေးလိုက်ခြင်းဖြစ်ပါတယ်။အဲ့ဒီခါမှာမြင်းပြူကြီးမှာဓားလဲစွာနဲ့ညင်းဆန်တဲ့ခီတန်ကိုပြန်ပေးရင်းနဲ့တစ်ဖက်ကိုလှဲလို့သွားပါတော့တယ်။မင်းရတကယ်လေးတာပဲကွာ။တပေါင်းမှရှေ့ရုပ်ပြီးသူ့မြင်းကြီးကိုသဘောတကျနဲ့ပို့တက်လို့ပြေးလိုက်တယ်။အဒီနားမှာတခြားအရာကိုရှာဖွေကြည့်ဖို့တပေါင်းကတွေးမိပါတယ်။လိုက်လံပြီးတော့ရှာဖွေတော့ထွေထူးပြီးတော့မရှာလိုက်ရပါတုံတုံလဲကြနေတဲ့ရုပ်ထုကြီးရဲ့လက်ထဲကတန်လျက်ဓာကိုမြင်သွားရှာပါတယ်အချင်းအားဖြင့်လှေကြီးတစ်စင်းသာမကရှိပါလိမ့်မယ်အဲ့ဒါကိုအသုံးပြုလို့ရနိုင်လိမ့်မယ်လို့တပေါင်းမှာတွေးမိလိုက်ပြီးတော့အဓာကိုဝမ်းသာအားရပဲသွားလိုက်ပါတော့တယ်ဘင်းပြူကြီးစဝနာမှာအထောက်ကလိုက်ပါလို့လာတော့တယ်တန်လျက်ကိုတပေါင်းကကိုင်းလိုက်တာကိုမြင်တဲ့အခါမှာတော့ဘင်းပြူကြီးစဝနာမှာခီတန်ပေးလို့ပတက်ရက်ထားရင်းနဲ့ခေါင်းတညိမ့်ငိမ့်လေတခါနဲ့သူ့နိုင်ချောင်းကိုပြောပါတော့တယ်တပေါင်းကလည်းကျင်းသက်စွာနဲ့ပြုံးလိုက်မိပါတယ်အဲ့ဒီနောက်တော့သူ့ရဲ့ရွှေအောင်ချက်ဝတ်တန်းစာစီကအဒီအောင်ဆေးပလင်းလေးကိုထုတ်ပြီးတော့ယူလိုက်ပြီးမော့ပြီးတော့တောက်လိုက်ပြီးတော့တန်ရုပ်တူကြီးစီကတန်လျက်ဓာကြီးကိုစုပ်ကင်မယူလိုက်ပါတော့တယ်တတ္တဒီပါအနေနဲ့မိစ္ဆာကြီးရဲ့လိုက်လံတိုက်ခိုက်မှုကနေအသက်ဆုံးလို့ပြေးလွှားလို့နေရတယ်သူ့အနေနဲ့မိစ္ဆာကြီးရဲ့တရေတများများကြာနေတယ်ပါဇက်ကြီးစီကနေပုတ်ခါတီကရှောင်းတိန်ခဲ့ရပြီးတာအချိန်ချင်းပဲဖြစ်ပါတယ်ပြေးရင်လွှားရင်နဲ့သူ့ကိုကူညီနေတဲ့မိတ်ဆွေအမြန်ဆုံးပြန်ပြီးတော့ရှောက်လာစေဖို့စူတောင်းလို့နေမိတယ်မဟုတ်ပါကသူ့အနေနဲ့ဒီထက်ပို့ပြီးတော့တောင်းလို့မထားနိုင်တော့ပါသူကအလွန်အမင်းကိုပဲမောပန်းလုံးလို့နေပါပြီကာကွယ်ပုံးဆောင်ရပဝန်းချင်ကအစာဦးများမှလည်းတခုံးမှရစရာမရှိတော့ပါအကုန်လုံးမှစစ်စစ်ညံ့ညံ့ကြည်နေကြပါတယ်တစ်ချိန်မှာတော့မိစ္ဆာကြီးမှာ
သူ့အနောက်ကိုလိုက်ဟန်ပြပြီးတော့ရုတ်တရက်ပျောက်ကွယ်လို့သွားပါတယ်တတဒီပါကတော့အဲ့ဒါကိုမသိပါတနေရာကနေတနေရာကိုခုံထွက်ရှောင်းတင်းရင်းနဲ့လွတ်မြောက်ရေးကိုသာအာယုံဆိုင်ဖို့ပြေးလွှားလို့နေမိပါတယ်တကယ်တော့မိစ္ဆာကြီးမှာလဲကွက်သုံးပြီးတော့ဂွာဒီတာပြည့်ရှင်အရှင်သခင်ကိုအပိဓာချင်းမုံကိုကြံစီလိုက်တာသာဖြစ်ပါတော့တယ်ခုံထွက်ပြင်းနေတဲ့တတဒီပါရဲ့အရှိကနေမိစ္ဆာကြီးမှာရုတ်တရက်ခုံပြီးတော့ပေါ်ထွက်လာတယ်ထင်းမှတ်မထားတဲ့တတဒီပါအနေနဲ့ဘယ်လိုလုပ်ရမယ်မသိပါအနောက်ကိုခုံဆုပ်ဖို့ကြိုးပမ်းလိုက်ပေမဲ့အချိန်ကမမီတော့ပါမိစ္ဆာကြီးမှာကြီးမားတုတ်ခိုင်လုံးပြီးတော့ဓားသွားလို့လက်သေးများပါရှိတဲ့လက်ကြီးနဲ့လှမ်းပြီးတော့ပုတ်လိုက်တယ်တတဒီပါတယောက်မှာဒီတစ်ချိန်တော့တေးပြီးလို့တွေးရင်တဲ့မျက်ဝန်းများကိုမှိတ်ပြီးတော့တားလိုက်မိပါတယ်အဲ့ဒီချိန်မှာတပေါင်းကတန်လျက်ဓားကြီးကိုဆွဲကင်ပြီးတော့အပေါ်ကရောက်လာပြီးတတဒီပါကိုရှံမှုနေတဲ့မိစ္ဆာကြီးရဲ့အပေါ်ဘက်ကိုပြစ်ချလိုက်ပါတော့တယ်တန်းထဲနဲ့ကြောက်တုံးချောက်ဆိုင်လိုအရာမျိုးတို့ရဲ့ထိခတ်မိတဲ့အချိန်မှာထွက်ပေါ်လာတဲ့ခြေလောင်လုံးတဲ့အတန်မှာမီးပွားတွေထွက်ပေါ်လာခဲ့ပြီးတော့ပတ်ဝန်းကျင်တစ်ခုလုံးကိုလွှမ်းမိုးလို့သွားခဲ့ပါတယ်မီးကိုတွေကလည်းအလုံးလိုက်ကြီးဖြစ်ပေါ်လို့လာခဲ့တယ်တတဒီပါမျက်ဝန်းတွေကိုမှိတ်ထားလိုက်မိတယ်ဘလောက်ကြာကြာမျက်ဝန်းများကိုမှိတ်ထားမိတယ်မသိပါအသံပလန်တွေတိုးတိတ်သွားခဲ့ပြီးတော့အရာရာတည်ငြိမ်သွားခဲ့ပါမှတတဒီပါမျက်ဝန်းများကိုဖွင့်ပြီးတော့ကြည့်လိုက်ပါတယ်မိစ္ဆာကြီးမှာကြောက်တုံးကြောက်ဆိုင်မြေသားမြေဆိုင်များအဖြစ်နဲ့ပြိုကွဲပျက်စီးနေပြီးတော့အဓားမှာတော့သူ့ရဲ့ပုံတူရုပ်ထုစီကတန်လျက်ဓားကြီးမှာမြေပြင်စီကိုထိုးဆိုင်ဝင်လို့ရှိနေတယ်မလန်းမကန်းစီမှာတော့ရွှေရောင်ချက်ဝတ်နဲ့သိန်တော်မြင်းကိုစီးနှင်းသူဒီသူကသူတို့ကိုလာပြီးတော့ကိုညီသူဘယ်သူဘယ်ဝါရဲတော့တတဒီပါအနေနဲ့အခုထိတော့မသိရှိနိုင်သေးပါတတဒီပါထပြီးတော့ရှက်လိုက်မိတဲ့အချိန်မှာကြံရှိနေသေးတဲ့ဂွာဒီတာပြည်သူပြည်သားတွေနဲ့စစ်တီရဲမှန်များစီကလက်ခုပ်လက်ဝါးတီးပြီးတော့ဩဘာပေးတံမှာတောင်းတောင်းဖြားဖြားထွက်ပေါ်လာခဲ့တယ်မဒုတ်တီဟာပိတ်စာကတော့တကယ်ကြီးအဆုံးသတ်လို့သွားခဲ့ပြီပဲတတဒီပါမယုံကြည်နိုင်သလိုဖြစ်နေမိစေပါနှုတ်ကနေရေရော့ပြီးတဲ့နောက်ရွှေအောင်ချက်ဝတ်နဲ့သူစီကိုသွားလိုက်မိပါတယ်ကုညီပေးလို့ကျေးဇူးတင်ပါတယ်မိတ်ဆွေအခုထိမိတ်ဆွေကဘသူဘဝဆိုတာမသိရသေးတာကြောင့်မိတ်ဆက်လို့ပြောချပေးပါကျုပ်ကမဟာပုံနာကဗျာတတဒီပါအလွန်ကုန်မှာအံ့အားသင်းလို့သွားရတယ်တပေါင်းကိုစစ်စစ်ကြည့်ပြီးတော့မျက်မှောင်ကိုလည်းကျုပ်လိုက်တယ်မဟာပုံနာကမင်းသားကလူပြေကိုဆင်းနေတာမဟုတ်ဘူးလားဟုတ်ပါတယ်အခုကတံပင်းတို့ဆင့်ခေါ်တဲ့အတွက်လာပြီးတော့ကူညီပေးတာပါကဲမိတ်ဆွေကြီးကျုပ်ကိုခွင့်ပြုပါဦးဩဒီမိစ္ဆာကိုတော့သူ့ရဲ့အစိတ်အပိုင်းတွေကိုရေမာတစ်မျိုးမီးမာတစ်ဖုံခွဲပြီးတော့မြုပ်နှံဖို့အကြံပြုပါရစေဟုတ်ကဲ့ကျွန်တော်လှုပ်ဆောင်ပါမယ်ခွင့်ပြုပါဦးတပေါင်းတယောက်မှာတတဒီပါရဲ့အနားကနေသိန်တော်မြင်းကိုစီးနှင်းပြီးတော့လှင်ပြန်တဲ့အဟုန်နဲ့ပဲထွက်ခွာလို့သွားပါတော့တယ်တတဒီပါနဲ့ဂွာဒီတာအတိုင်းသူပြည်သားတို့မှာတော့ထွက်ခွာသွားတဲ့တပေါင်းကိုတလဲအစိတ်စိတ်အမောင်မှာပြိုကွဲနေပြီဖြစ်တဲ့မဒုတ်တီဟာမိစ္ဆာကြီးကိုတလဲအဲ့ဒီအပြင်ကြီးမားလုံးတဲ့တန်လျက်ဓာကြီးကိုတလဲကြည့်ရင်နဲ့အန်အောချီးမွမ်းမှုများစွာနဲ့ကြံရစ်ခဲ့ပါတော့တယ်ကြောက်စိမ့်နန်းတော်စီကိုတပေါင်းခြေချမိလိုက်တာနဲ့လက်ခုပ်ဩဘာတန်တွေညှန်စီးနေတဲ့တောင်းတောင်းဖြားဖြားကြိုးစုံမှုကိုခံယူလိုက်ရပါတယ်တပေါင်းကသိန်တော်မြင်းပြူအပေါ်ကနေဆင်းတဲ့အခါမှာခမဲတော်ပုံနာကဘလူးမင်းနဲ့မဲတော်ဖြစ်သူကဒန်းဆောင်တိတ်ကနေထွက်လာပြီးတော့စောင့်ပြီးတော့ကျိုးနေပါတယ်ခမဲတော်နဲ့မဲတော်တို့နားမှာတော့လှပပြီးတော့ဖြူပွေးပြီးတင့်တယ်ချင်းအစင်းတို့နဲ့ပြည့်စုံနေတဲ့မင်းသမီးဆန်ဒီကပြုံးရွှင်ကြီးပြနေတဲ့မျက်နှာထားနဲ့သူမရဲ့မျက်ဝန်းစီမှာတပေါင်းအတွက်ဂုံယူခြင်းများပြည့်နှက်လို့နေပါတယ်တပေါင်းမှာတော့နန်းလေးကအတိုင်းတက်လာပြီးတော့မလန့်မကန်းစီအရောက်မှာခမဲတော်နဲ့ဘဲတော်ကိုဒူးတပတ်တောက်လို့ခါစားလိုက်ပါတယ်အမှုတော်ကိုထမ်းရွက်ပြီးစီးပါကြောင်းတင်လျှောက်ရင်တဲ့သားတော်ခါစားပါတယ်တိတ်တော်တဲ့သားတော်မင်းအထွတ်ခမဲတော်ဂုံယူမိပါတယ်မှန်လားပါခမဲတော်ပုံတကဘလူးမင်းကသားတော်ပြစ်သူကိုခြေနဲ့လုံးနဲ့မျက်ဝန်းတွေနဲ့ကြည့်လိုက်တယ်ဒီကနေ့ပြသခဲ့တဲ့ကိုစွမ်းညံစွမ်းအဲ့ဒါကြောင့်ပဲသားတော်ဟာအစ်စ်တီထောင်မဲ့တိုင်းပြည်ကိုအုပ်စိုးနိုင်မဲ့သူဆိုတာအချွင်းမဲ့ထင်သာလွန်ပါတယ်နတ်မင်းကြီးတွေကလည်း
ချီးကျူးလို့နေကြတယ်ဒါပေမဲ့သားတော်မှာလိုအပ်ချက်တွေတော့ရှိနေသေးတယ်သားတော်အနေနဲ့ဆက်ပြီးတော့ပါရမီဖြည့်စွက်ပါစွမ်းပကားတွေရှင်းတန်လာပြီးတော့ပုံတကဘလူးမင်းတို့ပိုင်ဆိုင်အပ်တဲ့လက်နဲ့ငါးပြားကိုသားတော်ရှာပြီးရင်တော့အချာချာကပြည့်စုံပါပြီကွယ်သားတော်ဆက်ပြီးတော့ကြိုးပမ်းပါမယ်ခမဲတော်အေးခမဲတော်ပုံတကဘလူးမင်းကနဘေးကစနီးတဲ့ကိုကြည့်လိုက်ပါတယ်နမဲတော်သင်ရဲ့သားတော်အတွက်ဂုံယူဝမ်းမြောက်ချောင်းကိုပြောလို့ကပြောလိုက်ပါမဲတော်ပြစ်သူကသားတော်ကိုရှွန်းရှွန်းစားစားကြည့်လိုက်ပါတယ်ပြီးတော့လှပလွန်တဲ့အပြုံးတစ်ခုကိုပြုံးလိုက်မိပါတော့တယ်နံပါတ်တော်ပြောဖို့မလိုအပ်တော့ပါဘူးကောင်းပါပြီပုံတကဘလူးမင်းကသားတော်ဖြစ်သူကိုပြန်ပြီးတော့ကြည့်လိုက်တယ်ကဲသားတော်ခင်ဗျဲတော်မြောက်ကျုံးအရက်ကိုကင်းတော်လှည့်ဖို့ရှိသေးတယ်ဒါကြောင့်မလို့သွားအောင်မယ်မှန်လားပါခင်ဗျဲတော်ခင်ဗျဲတော်နဲ့ဘဲတော်တို့အဓားကနေထွက်ခွာသွားကြတော့အချွေအရံများကလည်းလိုက်ပါလို့သွားကြကုန်ပါတယ်နန်းတော်ကြီးရဲ့လှေကားရှင်းစီမှာတော့အဆောင်အရှောက်တချို့နဲ့တပေါင်းစံဒီတို့သာကြံ့ရစ်ခဲ့ကြတယ်တပေါင်းကပြန်ပြီးတော့မတ်တက်ရက်လိုက်တဲ့အချိန်မှာစံဒီကအနားကိုရှောက်လာတယ်တော်လိုက်တာပေါင်းတော့ရဲ့စံဒီစီကချီးကျူးတဲ့စကားကြောင့်ပဲတပေါင်းကပြုံးလိုက်မိပါတယ်အသေးအတန်တော့စူးစမ်းခဲ့ရတယ်စံဒီရဲ့နောက်များဆိုရင်လေဒီလောက်အရေးကပေါင်းတော့အတွက်ပြောပါမယ်အခက်အခဲမဟုတ်တော့ပါဘူးကွစန်ဒီပြောလာတဲ့စကားပါတပေါင်းကစန်ဒီမျက်နှာကိုကြည့်လိုက်တယ်လှပလုံးတဲ့စန်ဒီရဲ့မျက်နှာလေးမှာသူ့အတွက်တော့မျက်နှာမလွဲနိုင်တော့အောင်ရှိနေကြရတယ်ဘယ်ဘက်ရင်အောင်စီကလည်းပုံနှွေးပြီးတော့ထိုးခဲ့တဲ့ခံစားချက်တူတစ်ခုကိုခံစားလိုက်ရပါတယ်နားထဲမှာတထောက်ထောက်နဲ့အတန်ပလန်တွေကိုကြားမိနေရတဲ့အတွက်ဆက်လက်ပြီးတော့အိတ်ဆက်လို့မချတော့ပဲတပေါင်းကအိတ်ဆက်ရာကနေဒိုးလာတဲ့အဆောက်အုံတစ်ခုထဲမှာသူကရောက်ရှိလို့နေပါတယ်အိမ်မုံဆောင်ဝါနဲ့ဘာကြောင့်ဒီနေရာကိုရောက်ရှိနေရကြောင်းအဖြစ်အပျက်တို့ကိုပြန်လှည့်ပြီးတော့မတွေးနိုင်ခင်မှာပဲတပေါင်းကထပြီးတော့ထိုင်လိုက်ပြီးစုံညံတန်တွေထွက်ပေါ်လာရာကိုရှာဖွေလိုက်ပါတော့တယ်သူနဲ့မလန်မကန်းစီမှာအစာအုပ်ကိုပြုတ်ပြင်နေတဲ့အလုတ်သမားတချို့ပဝန်းကျင်ကိုကြည့်ပြီးတော့ပြန်လဲမုန်းမှန်နေတဲ့ဇေဒီကြီးတစုကိုခိုးတွေ့လိုက်ရတယ်တပေါင်းအတွက်လည်းအိတ်ချင်စိတ်လည်းပြေးသွားပြီးတော့ညတုန်းကအဖြစ်အပျက်တို့ကိုပြန်လဲတွေးတော့ကြည့်လိုက်မိတယ်ကြောက်စိမ့်နန်းဆောင်စီမှာသူနဲ့ဆန်ဒီတို့စကားပြောဆိုပြီးတဲ့နောက်သူကတိန်တော်ပြင်းပြူကြီးစဝနာကိုစီးထင်းပြီးတော့ပြန်လာခဲ့လိုက်တယ်လောကမြေကဘာကိုပြန်ရောက်လာတော့ညပိုင်းအချိန်ဖြစ်နေပြီဒါကြောင့်မလို့သူအိတ်ဆက်ဖို့အစဉ်ပြေမဲ့နေရာကိုတိန်တော်မြင်းပြူကြီးကိုလိုက်ပြီးတော့ပို့ခိုင်းတယ်ဒါကြောင့်မလို့လက်ရှိဒီနေရာကိုရောက်ရှိလာပြီးတညတာကိုသူကအိတ်ဆက်လိုက်ပါတယ်အခုမနက်တော့သူရောက်နေတဲ့နေရာကမုံမှန်ပြုတ်ပြင်နေတဲ့ဇေဒီကြီးတဆူစီကတစောင်းတစ်ခုထဲမှာဖြစ်နေတယ်လူကအိတ်ချင်နေသေးတယ်ဒီနေရာမှာဆိုရင်တော့ဆက်ပြီးတော့အိတ်ဖို့အဆင်ပြေမှာမဟုတ်တော့ဘူးတပေါင်းကစိတ်ပြက်လက်ပြက်ရှေးလိုက်ပြီးဘီယာကနေထပြီးတော့တခြားအိတ်ဆက်လို့ရှာနိုင်မဲ့အချက်ကိုရှာဖွေခဲ့ပါတယ်တစောင်းအတိုင်းဇေဒီကြီးပေါ်ကိုတက်လာခဲ့တော့တယ်ဇေတော်ကြီးကတတော့ကိုပဲငွားငွားဆောင်ဆောင်ရှိလာတယ်အလုတ်သမားတွေအလုတ်လုံနေတဲ့ရှင်ပြင်းအတိုင်းပဲတပေါင်းကဖြတ်တန်းလို့လာရင်းနဲ့တနေရာကိုရောက်တဲ့အခါမှာတော့တပေါင်းရဲ့ခြေလမ်းတို့မှာရက်တန်းလို့တွားရတယ်တစ်ဖက်ကိုကောင်းပေါင်းထားတဲ့လူကြီးတစ်ယောက်ပါအဲ့ဒီလူကြီးကရုပ်တုတစ်ခုကိုတယူတရားနဲ့ထိတွေ့ကင်တွယ်ပြီးတော့ပြုတ်ပြင်လို့နေပါတယ်တပေါင်းအနေနဲ့ရုပ်တုကိုကြည့်ပြီးတော့အံ့ဩလို့နေရတယ်လို့ဒီရုပ်တုကိုမှတယူတရားနဲ့လောက်ကံပြင်ဆင်နေတဲ့လူကြီးကိုလည်းအံ့အားသင့်လို့သွားမိတယ်ရုပ်တုမှာတော့လွန်ခဲ့တဲ့ညတုန်းကမှဂွာဒီတာပြည်မှာဒုက္ခပေးဖျက်ဆီးနေတဲ့မိစ္ဆာကြီးရဲ့ရုပ်တုလေးပါသူကိုယ်တိုင်တိုက်ခိုက်ခဲ့တာမှပူပူနွေ့နွေ့ပဲရှိပါသေးတယ်တကယ်တော့ဒါကဖျားเจ้าကန်တို့မှာရှိတတ်တဲ့မဒုတ်တီဟာရုပ်တုဖြစ်ပြီးတော့တပေါင်းအနေနဲ့ကငယ်စဉ်ကလေးကဖျားเจ้าကန်နဲ့မနီးဆက်ခဲ့တာကတကြောင်အဲ့ဒီအပြင်သူတို့အရက်မှာဒီလိုရုပ်တုမျိုးမရှိခဲ့ဘူးတာကတကြောင်ကြောင့်ဒါကိုတတိမထားနိုင်ခဲ့တာပါလက်ရှိမှာတော့မနုဿတီဟာရုပ်တုကြီးကနံမင်းတစ်ပါးရဲ့မကိုက်လိုအရာမျိုးစောင်းထားပြီးတော့တင့်တယ်ရာအစင်းနဲ့ရှိနေပါတယ်ဦးအဲ့ဒီအယုတ်ကြီးကိုမပြင်းနဲ့ဗျတပေါင်းကလည်းမနေနိုင်တော့ပဲတားမြေလိုက်မိတယ်တပေါင်းရဲ့စကားကြောင့်လူကြီးကခြာခနဲလှည့်ပြီးတော့ကြည်လာတယ်ဘာဖြစ်လို့လဲတွန်းပေါင်းကြီးအဲ့ဒီအယုတ်ကြီးကမိစ္ဆာယုတ်ကြီးဗျဒါကြောင့်မလို့ဖြက်စီးပြစ်လိုက်ပါဦးကြီးရဲ့လူကြီးကတပေါင်းကိုစစ်စစ်ကြည်လာတယ်လူငယ်တယောက်ကသာသနာရဲ့စောင့်ရှောက်ရာဖြစ်တယ်
မနှုတ်တီဟာရုပ်ထုကိုအခုလိုပြောခြင်းအတွက်တခုခုတော့မှားနေပြီဆိုတာကိုလည်းနားလေလိုက်မိတယ်။တူမောင်ကြီးဒါကမိစ္ဆာရုပ်ထုမဟုတ်ဘူးကွ။မဟုတ်ဘူးနော်ဦးကြီး။ဦးကြီးတို့မှားလိမ့်မယ်။တပေါင်းကထပ်ပြီးတော့ပြောလာတော့လူကြီးမှအသာအရာပြုံးပြီးတပ်ပြင်းကိုချလိုက်တယ်။ဒီလူငယ်ကိုသူ့အနေနဲ့အကျိုးအကြောင်းနားလည်အောင်ပြောပြမှာဖြစ်မယ်လို့လည်းတွေးလိုက်မိပါတယ်။ကဲတူကြီးမင်းအခုလိုပြောနေတာရဲ့နောက်ွယ်မှာအကြောင်းရှိမယ်ဆိုတာကိုတော့ဦးကြီးကသဘောပေါက်မိတယ်။ဒါပေမဲ့ဦးရဲ့အနေနဲ့အချင်းဆုံးခေါ်ဒီကမနှုတ်တီဟာရုပ်ထုတွေရဲ့ဒဏ္ဍာရီကိုမင်းသိစီဖို့အချင်းဆုံးပြောပြလိုက်တယ်။အဲ့ဒါပြီးရင်တော့မင်းအနေနဲ့အားလုံးကိုနားလေသွားပါလိမ့်မယ်။တပေါင်းကရုပ်ထုကြီးကိုစိုးဆိုင်ပြီးတော့ကြည့်နေမိပါတယ်။ကဲငါတို့ကြီးလာခိုးစရက်ထဲမှာနားရင်နဲ့သွားပြီးတော့ပြောကြတာပေါ့။လူကြီးမှတပေါင်းရဲ့လက်မောင်းကိုဆွဲပြီးတော့ခေါ်လာတယ်။စရက်ထဲကိုရောက်တော့လူကြီးကသူ့ကိုယ်သူပယံဆရာကြီးဦးလုံးဖြစ်ချောင်းကိုမိတ်ဆက်စေပါတော့တယ်။ကျုံနာမည်ကတော့တပေါင်းပါဦးကြီး။အေးဦးကြီးကပတ်ထားပါပြီ။ဒါနဲ့အခွန်တက်ကဦးကြီးပြောပြမယ်ဆိုတဲ့အချောင်းကိုပြောကြမယ်လေ။ဟုတ်ကဲ့ပြောပါအောင်ဦးကြီး။တပေါင်းရဲ့စကားအဆုံးမှာတော့ဦးလုံးဆိုတဲ့ပယံဆရာကြီးမှာဇေဒီကြီးစီကမနှုတ်တီဟာရုပ်ထုကြီးကိုအတိတ်ပဲပပပဲလှမ်းပြီးတော့ကြည့်လိုက်ပါတော့တယ်။သူဝနာဘူမိတထုံပြည်မှာသီရိဓမ္မသောကအာသောကမင်းကြီးရဲ့ပွဲတော်နဲ့ထပ်တူညီးနေပါတယ်။မင်းကြီးနဲ့မိဖရဲ့ကောင်သူ့ဘတ်တာဒေဝီတို့ကစိုးစံပါတယ်။ဒီလိုစိုးစံတဲ့အချိန်ဟာသာသနာနဲ့253ခုဖြစ်ပြီးတော့နန်းဆောင်ရဲ့အနီးသမုတ်တရားဆောင်တဲ့ရေဆောင်ဘလူးမကမင်းအိမ်တော်မှာသားတော်တစ်ပါးဖွားမြင်တိုင်းလာရောက်ပြီးတော့စားတောက်နေချိန်လည်းဖြစ်ပါတယ်။ဒီအရေးကိုဖေရနဲ့မှတားဆီးလို့မချနိုင်တော့မင်းကြီးနဲ့မိဖုရားကြီးကအချိန်တိုင်းပဲတော့ကပြပွေနေရပြီးအပူလေးတောက်နေရကရေဘလူးမှာရန်ကကဲတင်နိုင်မဲ့သူကိုမျောလင့်တောင်းထားလို့နေကြတယ်။စူတောင်းများလဲအချိန်ချင်းပြုတ်ကြတယ်။တနေ့ပါတော့မင်းကြီးနဲ့မိဖုရားကြီးတို့မျောလင့်ချက်ပြေဝစီမဲ့နေ့တစ်နေ့ကိုရောက်ရှိလို့လာပါတယ်။အိန္ဒိယတိုင်းမစ္စည်းမာဒေတာပါတလိပုဒ္ဒကနေရှောင်းပြန်လာတဲ့အရှင်သောနာနဲ့အရှင်ဥဒ္ဒရာတို့ကတထုံပြည်ကိုစိုက်ဆိုင်မြက်မြိုက်ပဲရောက်ရှိလို့လာကြတယ်။ရောက်ရှိတဲ့အချိန်မှာတက်တိုက်ဆန်ဆိုင်ပဲမင်းအိမ်တော်မှာမင်းသားငယ်ကိုမွေးဖွားနေချိန်ဖြစ်ပါတယ်။ရေဆောင်ဘလူးမကမင်းသားငယ်ဖွားမြင်တာကိုသိပြီးတော့အချွေအရန်900နဲ့အတူစားတောက်ဖို့ရှေးကနေတက်ရောက်လာတဲ့အချိန်မှာမထေမြတ်တို့ကလူဦးကောင်းတဲ့ချင်းတစ်ကိုရှိတဲ့တရဝါစန်းတွေကိုဖမ်းဆီးပြီးတော့တားဆီးတုံ့ပြန်ခဲ့ပါတယ်။ဒီတရဝါစန်းကြီးတွေကြောင့်ရေဆောင်ဘလူးမနဲ့အပေါင်းအပါများကအလုံးအမင်းကိုမှကြောက်လန့်ပြီးသမုတ်တရားတွေကိုအပိတိုင်ပဲဆင်းပြေကြပါတော့တယ်။အဲ့ဒီအဖြစ်ပြကြောင့်တထုံပြည်ကဘေးနဲ့ပြည်သူတွေမှာမထေမြတ်နှစ်ပါးကိုချီးမွမ်းကြပြီးတော့တတဝါစန်းကြီးကိုလည်းမနှုတ်တီဟာရဲ့လို့တညာပြုကြတယ်။တတိုင်းပြည်လုံးနှီးပါမှလည်းပဲဗုဒ္ဓဘာသာကိုကူးပြောင်းကြပြီးတော့သာသနာထွန်းကားတမှုအရေးကိုဆွဆွမ်းတမန်ကြိုးပမ်းကြတော့တယ်။အချိန်အခါတဲ့မွေးဖွားခဲ့ပြီးတော့ကံထူးမှုကိုရှားရှိခဲ့သူမင်းသားကိုတော့အရှင်သူမြတ်နှစ်ပါးကိုအစွဲပြုပြီးသောဒုဒ္ဒရာမင်းသားရဲ့လို့အမည်ပေးခဲ့ကြပါတယ်။ဦးလုံးမှာတော့သူပြောပြနေတဲ့မနှုတ်တီဟာတဏ္ဍာကြီးကိုအဆုံးတတ်လိုက်ပါတယ်။ဒါဖြင့်ဒီရုပ်ထုကမိစ္ဆာရုပ်ထုမဟုတ်ဘူးပေါ့။ဦးလုံးကပြုံးပြီးတော့ခေါင်းကိုအသာခါရှမ်းလိုက်ပါတယ်။မဟုတ်ပါဘူးငါတို့ကြီးရဲ့အဲ့ဒီအဖြစ်အပျက်ပြီးစီးတဲ့နောက်ပိုင်းမှာတထုံပြည်သူပြည်သားတို့ကမနှုတ်တီဟာကိုရုပ်ထုအဖြစ်ထုလုပ်ကြပြီးတော့ဈေးကြီးတော်တွေစီမှာသာသနာတော်ရဲ့အဆောင်အရှောက်ဖြစ်နေထားရှိခဲ့ကြတယ်။ဗကံခေတ်မှာလည်းအဲ့ဒီအစင်လာကထုံးကားခဲ့တယ်။ကြဲကြဲပြန့်ပြန့်ဖြစ်လာတာကတော့အမရပူရာခေတ်မှာပေါ့။နောက်ပိုင်းမှာတော့ဈေးကြီးတော်တွေရဲ့တောင်ကျိုးတွေတေးတတ်ရအောင်လို့မနှုတ်တီဟာများကိုပိုင်းနှက်ခွာလှုပ်ဆောင်ပြကြတယ်လို့ယူဆရတယ်။ဒါကြောင့်လေတချို့ကပြောကြတယ်မနှုတ်တီဟာဖိနှက်ခွာတဲ့။ဦးလုံးကပြောပြီးရနောက်မှာရီမောလိုက်ပါတယ်။တပေါင်းကလည်းလိုက်ပါလို့ရီမောမိတယ်။ရီတံများဆုံးတဲ့ခါမှာဦးလုံးမှာတပေါင်းကိုမေးပါတယ်။ဒါနဲ့ငါတို့ဟာဒီရုပ်တို့ကိုဘာကြောင့်မလို့မိစ္ဆာလို့ဆွဆွဲရတာလဲ။အော်အဲ့ဒါကတပေါင်းနေနဲ့မှပြောတယ်မပြောတဲ့ချင်းချင်းကြည့်လိုက်တယ်။ပြောတင်တယ်လို့ယူဆပေမဲ့တကယ်တမ်းသာပြောပြလိုက်ရင်သူ့အဖြစ်ကိုဘသူကမှလက်ခံနိုင်မှာမဟုတ်ပါ။ဒါကြောင့်မလို့ထိန်ချန်ပုဂ္ဂိုလ်သားဆုံးဖြတ်ချက်ချလိုက်မိတယ်။ပြောလေတူမောင်ကြီး။အော်အဲ့ဒါကဟိုကျုပ်အိမ်မက်ထဲမှာမြင်မှတ်မိတာဗျ။
တပေါင်းရဲ့စကားကြောင့်ဦးလွန်တယောက်မှသဘောကျမိပြီးတော့ပြုံးလိုက်တယ်တပေါင်းပြစ်လိုက်တဲ့စကားမှလည်းအိတ်ချင်မူတူဖြစ်နေတဲ့သူ့ပုံစံနဲ့အစီအငေါ်တဲလာပါတယ်အေးဦးကြီးကလည်းအဲ့လိုပဲထင်မိပါတယ်ကဲငါတို့ကြီးမင်းအေးရေးမှသေးဘူးဆိုရင်လေဒီနေရာကအချိန်ကောင်းပြီးတော့လေးတိုးတယ်အဲ့ဒီတော့ဆက်ပြီးတော့ဒါအဲ့တော့ကွာဦးကြီးကတော့အလုံးဆက်ပြီးတော့လှုပ်လိုက်အောင်ပဲအော်ဟုတ်ကဲ့ပါဦးကြီးဦးလွန်တယောက်မှတပေါင်းကိုထားရပြီးဇေဒီစီကိုပြန်လဲပြီးတော့ထွက်ခွာသွားပါတယ်သူ့အနေနဲ့အပြင်းမားနေတဲ့လူငယ်တယောက်ကိုလမ်းမှန်ပြပေးနိုင်လို့ပီတိဖြစ်နေခဲ့တော့တယ်တပေါင်းကတော့ထွက်သွားတဲ့ဦးလွန်ရဲ့ရှောပြင်ကိုလှမ်းကြည့်ရင်လည်းဘွာတီတာပြေကမနှုတ်တီဟာဗိဆာကြီးအကြောင်းနဲ့အခုပြစ္ဆုတ်ပံမှာကြားသိရတယ်မနှုတ်တီဟာအကြောင်းကိုချိန်ထိုးတွေးဆရင်လည်းကြံရစ်ခဲ့ရပါတော့တယ်စာသင်စလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့တော့ပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်အစီအစဉ်တင်ဆက်သူကတော့ကျွန်တော်ထပ်အောင်ပဲဖြစ်ပါတယ်ခင်ဗျာ